baby migraine ကို moisturizer အနေနဲ့သုံးလို့ရလားတဲ့ dehydrated skin မှာတဲ့ဆိုတော့ baby migraine ကတော့အဓိကမတို့ moisturizer မှာပါမယ်ပေါ့နော်အဆိုဓာတ်တွေကိုပေးမယ်အဆိုဓာတ်တွေကိုပြန်ပြီးထိမယ်ဒီ humectant တွေ emollients တွေပါတယ်ဆိုတော့ကိုက sensitive ဖြစ်တယ်ဆိုရင်တော့လေ3ချိန်ရင်သုံးလို့တော့ရတယ်ပေါ့ကလေးအတွက်ထုတ်ထားတာဖြစ်တယ်ပေါ့ကလေးအတွက်ဆိုတော့ gentle ဖြစ်တယ်ပျော့တယ်ဆိုတော့ကို sensitive ဖြစ်တယ်ဆိုတော့သုံးလို့ရတယ်ဒါပေမဲ့ तू ကလေးအတွက်ထုတ်ထားတာဖြစ်တဲ့အတွက်တခါလူကြီးပြဿနာတွေပေါ့ဥပမာဝက်ချန်တွေရှိတာအစီတွေပြန်တာအမဲဆက်တွေရှိတာအရေးကြောင်းတွေရှိတာစသဖြင့်ပေါ့ဒီလိုပြဿနာတွေကိုတော့ဒီ cream ကဖြည့်ရှင်းပေးနိုင်ဘူးပေါ့နော်ဆိုတော့ကိုကတခြားပြဿနာတွေရှိရဆိုရင်တော့ဒီကိုယ့်ရဲ့လူကြီး skin နဲ့ထုတ်ထားတဲ့ moisturizer လေးတွေကိုသုံးတာတော့ပို့ပြီးတော့ကောင်းတယ်ဥပမာကိုက dehydrated skin ပေါ့နော်ကိုယ်သားရည်ကအဆိုဓာတ်နဲနေတဲ့ဟာမျိုးဆိုရင်တော့ဒီ baby migraine တိုင်းဆိုင်တခြားပို့ပြီးတော့ပေါ့အဆိုဓာတ်ပို့ရတယ် occlusive လိုမျိုးပါတဲ့ cream မျိုးလေးတွေသုံးပေးတာတော့ပို့ပြီးတော့ကောင်းပါတယ် baby migraine ကလူကြီးသုံးလို့ရလားဆိုရင်ကိုယ်သားရည်က sensitive ဖြစ်တယ်ဆိုရင်တော့သုံးလို့ရတယ်ဒါမှမဟုတ်ကိုကခုနပြောတဲ့တခြားပြဿနာတွေရှိရဆိုရင်တော့လူကြီးရည်ပြတော့ထုတ်ထားတဲ့ product လေးတွေ moisturizer တွေသုံးတာကတော့ပို့ပြီးတော့ကောင်းပါတယ်